ပညာမတတ်ဘူးဆိုဘူးသွားမှလည်းမခိုင်းတော့အဲ့ဒါဒုတိယအချက်အဲ့တော့လူလောကရောက်လာလို့ရှိရင်စနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆိုနံပါတ်1မင်းစီးပွားရှာစုစုဆောင်ဆောင်ထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတတ်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုင်းသူပြည်သားတွေနော်စီးပွားဥစ္စာရအောင်ရှာကြအတတ်ပညာတတ်အောင်သင်ထားကြကိုပညာနဲ့ကိုလှုပ်ရှားလို့ရမယ်ဒီနှစ်ခုဟုတ်ပြီနောက်တတိယအနေနဲ့ဗာပြောတော့ဆိုကုတဝေထိပုရိအာသိပိတုနောပိဋ္ဌိမန္တိကောသန္ဒောသဖရုသောသပိဣတိပစ္ဆာဒုတပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီထဲမှာရိုးသားဖြောင့်မတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ပုဂ္ဂိုလ်ကဘာတော့ဆိုရင်ပတ်စံမရှိတော့သူကပတ်စံရှာတယ်ဘာနဲ့ရှာတော့ဆိုကောက်ချစ်ဆင်လဲတဲ့နေတွေနဲ့ရှာဟိုလူဆရာပတ်စံချီသွားလိုက်ပြန်မပေးဘူးဒီလူဆရာပတ်စံချီသွားလိုက်ပြန်မပေးဘူးနော်လိန်လေလှည့်ပြားတယ်ကုတဝေထိပုရိအသိကောက်ချစ်ဆင်လဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်ပတ်စံရှာရပြီအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူးအတုနဲ့ရှာလိန်လေပြီးတော့ပတ်စံရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတက်အောင်လုပ်တာတော့ဒါတွေလည်းလုပ်တယ်ပိဋ္ဌိမန္တိကောတဲ့သူများပိဋ္ဌိမန္တိကဆိုတဲ့စကားလုံးကပိဋ္ဌိဆိုတာကြောမန္တဆိုတာအသားလူတစ်ယောက်ရဲ့ကြောသားကိုစားတယ်လို့အဓိပ္ပာယ်ရတယ်တိုက်ရိုက်အဓိပ္ပာယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ပိဋ္ဌိမန္တိကောဆိုတာဘာတော့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေတာဒုက္ခဘာတော့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ်အမှုဘလောက်ပဲအမှုအထင်ရှားနေသူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပေးတယ်ခုခေတ်ဆိုရင်တော့ဘာခေါ်တော့ခေါ်ရရှိတယ်လေငှားတာပေါ့လူငှားပြီးတော့လုပ်တာလေ lobby ဆိုတာလေ lobby ငှားထားတာပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေအဲ့လို lobby ငှားပြီးတော့စားတဲ့လူတွေကိုပိဋ္ဌိမန္တိကလို့ခေါ်တယ်သူများကြောကိုနောက်ကနေဗမာစကားကတော့နောက်ကျောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကဘာဆိုတော့ဆိုပိဋ္ဌိမန္တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆိုနောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာပတ်စံယူပြီးမတရားလုပ်ပေးတာဒါတွေကလည်းရှိတာပဲခုခေတ်လည်းရှိနေတာပဲစန္ဒောသဖရုသောသပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်ဓာတ်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုပ်တယ်ဆိုပြီးတော့တေခါနေကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုပ်သင့်ဘူးလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတယ်ဒုစရိုက်နဲ့ဆိုင်တယ်လူတယောက်ဟာငယ်ရွယ်စဉ်အခါမှာကောင်းကောင်းမနေပဲနဲ့ပါဏာတိပါတိပုရိအာသိလှုပ်တော်စာပိအနာရိယောဘုဒ္ဓနာနာပစာယေတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့ချိန်တုန်းကဆိုရင်တော့တော်ဆိုလဲတတ်လိုက်တာပဲလူသားရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော်စိတ်ဓာတ်ကကြမ်းတမ်းတယ်ရက်ဆက်တယ်အနာရိယောလူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘုဒ္ဓနာနာပစာရိတ်တံဆိုဘယ်သူမှကိမဆိုင်ဘူးအကျဉ်းတရားမေတ္တာတရားကင်းမဲ့တယ်ဘယ်ဆက်ပေးရင်တော့လှုပ်တာပဲဘယ်သူတတ်ဆိုရင်လည်းငှားရင်လိုက်တတ်တာပဲ
အဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့မနေရလို့သိတဲ့အခါကျလို့ရှင်သူလှုပ်ရက်တွေပေါ်မှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလှုပ်တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီးပွားရှာတဲ့ဤနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီးပွားရှာတယ်မတရားနောက်ကွယ်အနေပြီးတော့စီးပွားရှာတယ်နောက်သူများတဲ့တပ်ပြီးတော့စီးပွားရှာတယ်ကျန်တဲ့ရက်ဆက်တယ်ဘယ်သူပေါ်မှာကျန်တဲ့တရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုစက်နှမျိုးကိုဒီမှာဖော်ပြထားပြီနောက်တစ်ခုကဘဟုတုဝတ္တတန္တိတုအနာပါတိတုအဋ္ဌိတုအနာပါဒာတုအဋ္ဌိတုပရဒရံအာတိဝိတံဣတိပိစ္ဆာနုတ္တပတိနောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများကြီးရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပရဒါရပေါ့နော်အဲ့ဒါလို့ဖောက်ပြန်လို့ရှိရင်လည်းပဲသူကနောက်ရပူပန်ရတတ်တယ်ကိုချင်းတရားပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်သူတော်ဘာမရမပြစ်မှားနဲ့လို့ဆိုလို့တယ်ပေါ့သူတော်ဘာမရမပြစ်မှားနဲ့သူများဥစ္စာကိုလိမ်ညာမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်စက်တာတွေမလုံးနဲ့သူတော်ဘာမရမပြစ်မှားနဲ့ဆိုတာဒီပါဏာတိပါဒအာရိဏဒါနကာမိတုမိစ္ဆာစာရပဲဒီသုံးခုကိုထည့်ပြီးတော့ပြောတာနော်ပေါင်းလိုက်မယ်ဆိုရင်ဒီသုံးခုပဲအဲ့ဒီလိုနံပါတ်1ကဝိจิตနာကိုငယ်ရအောင်မရှာခဲ့တာရဲ့နံပါတ်2ကအတ္တပညာတတ်အောင်မသင်ခဲ့တာရဲ့နံပါတ်3 4 5ကဘာလို့ဆိုရင်ကိုချင်းတရားပြပြခဲ့တာတွေပါဏာတိပါဒအရိဏဒါနကာမိတုမိစ္ဆာစာရဆိုရယ်ကိုချင်းတရားပြခဲ့တာအဲ့ဒီကနေပြီးတော့ဒါတွေကမလုံးသင့်တာတွေကိုရှောင်မယ်နောက်တစ်ခါလုံးသင့်တာမလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တမိအာနပါဏိဥပဋ္ဌိတိကိုမှပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့နဲ့ဘသူကိုမှပေးကမ်းထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့ကမပေးခဲ့လို့နောက်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလုပ်ခဲ့ဘူးငါပေါ်တော့အခုကျတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တက်ပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမာတရံပိတရံစာပိစိဏကံကတယောပနာဘဟုတံတော့နဘောတိတံသဗ္ဗစ္ဆာမနုဣတိပစ္ဆာမနုတ္တပတိအမေဖေတွေတဲ့ရွယ်ကြီးလာတဲ့အခါမှာငါထောက်ပံ့နိုင်ရတဲ့နဲ့ငါအမေဖေတွေမထောက်ပံ့ခဲ့ဘူးအမေလည်းတည်သွားပြီဖေလည်းတည်သွားပြီငါဘာမှမလုပ်ခဲ့နိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တပူပန်ရတတ်တယ်တဲ့အဲ့ဒါငါအမေဖေတွေအတွက်ဘာမှမလုပ်ခဲ့ရဘူးနောက်တစ်ခုကတော့အာစရိယမနုတ္တထာသဗ္ဗကာမရတံဟရပိတရံအတိမိညိတံအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမည်းကြီးခင်မမိပါဘူးကိုနေရကိုနေစမ်းမလို့အဖေပေါ်မှာတာတလာချီးပြီးတော့လုတ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကနှောင့်နှပူပန်ရတတ်တယ်မိဘစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လေပေါ့နော်ဒါလည်းအဲ့တော့မိဘကိုယုံသိလေးစားဖို့ဆိုပြီးတော့ဆုံးမတာအဲ့ဒါတွေပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိသီလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပေပရိယုပယိတံဣတိပိစ္ဆာမနုတ္တပတိအကျင့်ကောင်းတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ဘုဒ္ဓရကြွယ်ဝတဲ့
သမဏဗြဟ္မဏတွေဟုတ်လားသမဏဗြဟ္မဏဆိုတာဘာသာရေးပေါ့နော်ခုဆိုရင်တော့ယဟန်တန်ဃာတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ဃာတွေကိုချင်းကပ်ပြီးတော့မသိသေးတာတွေသိအောင်မသိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်ပေးမြခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လေနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနော်နောင်တပူပန်ရတာပဲဒါလဲငါဒီရံပုံနာတွေရဲ့သမဏဗြဟ္မဏတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့သာဓုဟောတိတပောစိန်နောတန်တောစာပြုပယတိတောနာသပုပ္ပေတပောစိန်နောဣတိပိစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြကြုတ်ကိုအထောက်ဥပမာဥပုသ်ဆောင်ရမယ့်အချိန်စောင့်တယ်နော်ကောင်းတဲ့အလုပ်တွေဥပုသ်ဆောင်နေတရားထိုင်နေဒီလိုဟာမျိုးတွေလှုပ်တင်လှုပ်ထိုက်တယ်ပေါ့နော်အဲ့ဒါဥပုသ်ဆောင်ခြင်းတရားထိုင်ခြင်းဆိုတဲ့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးသတင်းဥပုသ်တခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်ဒီကနေ့ကျတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေတူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုံမိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့10ချက်ပဲနံပါတ်1ကစီးပွားရအောင်ရှာမယ်ငယ်ရွယ်စဉ်အချိန်မှာစီးပွားရအောင်ရှာမယ်ဒုတိယအချက်ကအတတ်ပညာသင်ရမယ်တတိယအချက်ကလိမ်လီလှည့်ပြားပြီးတော့သူများပစ္စည်းကိုမလုပ်ရဘူးစရုဒ္ဓအချက်ကသူများကိုတပ်ဖြတ်တာမျိုးတွေမလုပ်ရဘူးအကျဉ်းတရားထားရမယ်ပင်စမအချက်ကပရဒါရကံမကျွလွန်ရဘူးကာမေတုမိစ္ဆာစရာမကျွလွန်ရဘူးနော်6ခုမြောက်အချက်ကတော့ကိုယ်မှာရှိရင်ခွဲဝေပြီးတော့ပေးကမ်းတဲ့စွန့်ကြဲတဲ့ဒါနကောင်းမှုလုပ်ရမယ်တဲ့နော်နောက်ရှင်းနံပါတ်အချက်ကမိဘအသက်အရွယ်ကြီးတဲ့မိဘတွေကိုပြုစုဆောင်ရှောက်အောင်မယ်နောက်9နံပါတ်အချက်ကတော့ဒီကိုဖခင်ရဲ့ဆုံးမဩဝါဒသူလုပ်ခဲ့တဲ့ဤစနစ်လေးတွေကိုတနည်းအားဖြင့်ကိုကအထင်မသေးရဘူးပေါ့ကိုမိဘကိုအထင်သေးစော်ရတာမျိုးမလုပ်ရဘူးနောက်သမဏဗြဟ္မဏတွေကိုပညာရှိတဲ့ပုဂ္ဂိုလ်တွေချင်းကပ်ပြီးတော့ဘာသာတရားကိုလေ့လာတာလုပ်ရမယ်နောက်ကိုယ်တိုင်လည်းကျင့်သုံးရမယ်ဆိုဒီအချက်10ချက်အဲ့ဒီလုံးဝမဲ့ဟာတွေကိုမလုပ်ဘူးဆိုလို့ရှိရင်နောက်နောက်ပူပန်ရတတ်တယ်ဆိုပြီးတော့ယောစဧတနိဌာနာနိယောနိသောပฏิပစ္စတိကရံပုရိသကိစ္စနိတပစ္ဆာနာနုတပတိဏိဂုံချုပ်တဲ့အခါကျတော့နော်အတွေးခေါ်မှန်မှန်နဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အခုပြောတဲ့အလုပ်တွေကိုရှောက်ချပြီးနော်လူစိတ်ပြီးအလုံးစူးစမ်းအထုတ်ပြီးမဲ့ဆိုလို့ရှိရင်တော့လေနောက်တာပူပန်မှုဘယ်တော့မှမဖြစ်ပါဘူးလို့စနတနာမင်းကြီးကတိုင်းပြည်သားတွေကိုဒါသူကဆုံးမစကားပြောကြတာပဲဖြစ်တယ်အဲ့ဒီဆုံးမစကားပြောကြတာကိုမြတ်စွာဘုရားကပြန်ပြီးတော့ဟောပေးတာအဲ့တော့ဒီအချက်တွေကိုစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်အလုံးဟာလှုပ်တဲ့လှုပ်ထိုက်တဲ့အချက်နဲ့ရှောင်းမဲ့အချက်ဒါတွေကိုပဲရှင်းလင်းဟောကြားသွားတာဖြစ်လို့ဒါဟာမြတ်စွာဘုရားဟောတဲ့ကိုကျင့်တရားနဲ့ထပ်တူထပ်မြတ်ဖြစ်ပြီးလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေသာဖြစ်တယ်ဒီတိုင်းကျင့်သုံးနေထိုင်ကြမယ်ဆိုရင်ဘဝမှာကြီးပွားတိုးတက်နိုင်တယ်ဆဲတော့ကမရောက်နိုင်ဘူးဆိုတာကိုယ်စီမှတ်သားပြီးတော့ဒီအချက်များကိုရှောင်တဲ့နာရှောင်လှုပ်တဲ့နာလှုပ်ပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရအောင်လဲ
အရှင်ဖေယဘုရားတပည့်တော်တို့သည်